接下来是我们要读今天讲你所要分享的经文。如果你带圣经的话，请你打开圣经马太福音第6章24节。如果不带圣经的话，可以看屏幕那里。好，我们一起来读这一节经文啊，1、2、3。一个人不能侍奉2个主，不是做这个爱，就是做这个亲那个。你们不能又侍奉神，又侍奉他们。接下来是我们上帝借着把仆人分享的话语的时间，把时间交给志成传道，还有翻译的老师。大家主日平安，感谢上帝，让我们再次有生命气息。也感谢神，让我们有机会一起来学习他的话语。我们一同来祷告。亲爱的天父上帝，主，我们满心感谢赞美你，在这你复活得胜的日子里面，你又招寻了我们聚集在一起，来敬拜你，来赞美你，来侍奉你，来学习你的话语的时候，我们向你献上一切的感恩，一切的赞美。主啊，愿你今天用你的话语来摸着我们，来得着我们，让我们每个人打开我们属灵的眼睛、属灵的耳朵、属灵的心肠，把你的话语完完全全的吸收在我们的生命里面，然后去实践在我们的生活里面。请你祝福今天来到你的面前每一个聆听你话语的儿女，用真心谦卑的心来学习，你带领帮助保守看顾我们以下的时光，所有的事所有的话都能够荣耀你。祷告奉主耶稣名来祈求祷告，阿门。你准备好了吗？好，感谢神。让我们准备好来聆听神的话语。是的，亲爱的弟兄姐妹，不管是现在、过去、未来。人人都是在每天不断的选择过程当中在成长。选择我们选择对了的话，就会事半功倍。但是选择错呢，又功亏一篑。其实人生的过程是一个单向的旅途。永远没有回程的这个票。所以一直只要我们的方向正确，最终也会到达理想之地。反之，方向错了，就一切都枉然了。有一句俗语这样说，有一句话这样说：选择比努力重要。首先，不是说努力不重要。努力是一项极为重要的能力和品质。在这个时代，也是诸多优秀者的基本功。
然而，我们的努力必须建立在正确的道路和方向上。 ဒါမဲ့ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုဒီကျွန်တော်မှန်ကန်တော့နီလန်မှန်ကန်တော့ဥပ္ပချေမှာတိဆောက်ဖို့ရန်လိုတယ် 这样才能够更好的体现它的价值。 ဒီကဲတော့မှဒါလေးကျွန်တော်သူ့ရဲ့ရလတန်ဖိုးဆိုတာပို့ပြီးတော့ပြသနိုင်မယ် 所以，我们活着的每一个当下都是在做选择。 ဒါကြောင့်မို့ကျွန်တော်အသက်ရှင်တဲ့နေ့ရဲ့สิ่งတိုင်းမှာပဲကျွန်တော်ရွေးချယ်မှုနဲ့ရင်ဆိုင်ရ 身为基督徒的我们，在现今的社会当中， ကျွန်တော်ယုံကြည်သူအနေနဲ့ဒီလောကကြီးပေါ်မှာအသက်ရှင်တယ် 我们也必须在信仰上要做出正确的选择， ကျွန်တော်ယုံကြည်ကိုးကွယ်ရာအပေါ်မှာလည်းပဲမှန်ကန်တော့ရွေးချယ်မှုရှိဖို့ရန်လိုတယ် 来影响这个时代有正确的价值观， ဘယ်လိုမှဒါလေးဒီခေတ်ကြီးကိုကျွန်တော်ပြန်လဲပြီးတော့ဩဇာညောင်းနိုင်မှာပေါ့ 来兴旺主的福音， ဘယ်လိုမှဒါလေးဧဝံဂေလိတရားကိုလိုချလာမယ် 扩张主的教会。 ခေတ်တော်ယေရှု၏အသင်းတော်လည်းတပီးပြီးနဲ့များပြားလာ 因此，今天我们要从圣经中来看， ဒါကြောင့်မို့ဒီနေ့ကျွန်တော်ကျမ်းစာထဲကနေတော့ကျွန်တော်ကြွားကြည့်ကြရအောင် 基督徒在信仰上必须要做出的选择。 ယုံကြည်သူတွေအနေနဲ့မိမိယုံကြည်ခြင်းအပေါ်မှာရွေးချယ်မှုတော့ရှိရ 今天我们着重要讲的选择是在侍奉上的选择。 ဒီနေ့ကျွန်တော်အလေးထားပြီးတော့ပြောတဲ့ရွေးရဩဇာပေါ်ရွေးချယ်မှုပါပါလေဆိုရင်စက္ကတဲ့အပိုင်းကိုဆိုတယ် 今天我们要一起学习的话语的题目是必须二选一。 ကျွန်တော်ဒီနေ့ကျွန်တော်ဝင်ကမဲ့ကောင်းစင်ရတော့ကျွန်တော်ကနှစ်ခုတည်းကတစ်ခုရွေးရမယ် 我们从三方面来看， အပိုင်း၃ပိုင်းကိုခွဲပြီးတော့ကြည့်မယ် 第一方面为何要二选一？ ပထမအနေနဲ့ကျွန်တော်ဘာကြောင့်နှစ်ချက်တည်းတစ်ချက်ရွေးရမလဲ 第二呢，我们要选择侍奉神吗？ ဒုတိယပါလေကျွန်တော်ဘုရားတခင်ကိုစက္ကဖို့ကျွန်တော်ရွေးချယ်မှာ 第三是要选择侍奉马门吗？ တူဒီမို့တတိယကျွန်တော်ပါလေဆိုလောကီစိတ်စိတ်တွေကိုကျွန်တော်ရွေးချယ်မှာ 我们进入第一方面。 ပထမအချက်ကျွန်တော်ကြည့်ကြအောင် 刚刚我们已经读了经文， ခုနကျမ်းပိုက်တဲ့ဖတ်ခဲ့ပြီးပြီ 经文中主耶稣教导说， ကျမ်းစာထဲမှာခေတ္တယေရှုကဤကဲ့သို့သူနေနာတယ် 人不能既爱神又爱金钱。 လူကဘာလဲဆိုရင်ဘုရားတခင်ကိုလည်းဥစ္စာပေါ့စက္ကတယ်ကျွန်တော်လောကီစိတ်စိတ်ကိုလည်းစက္ကလို့မရဘူးလေ 我们必须要二选一， ကျွန်တော်ဒီနှစ်ခုတည်းတစ်ခုတော့ရွေးကူရွေးရမယ် 就如我们可以遵行神的旨意和爱他人的命令。 တလုံးမသာဒီဘုရားတခင်ရဲ့အလိုတော်ကိုလိုက်နာနိုင်တယ်မကဘဲနဲ့သူဘာကိုလည်းချစ်တတ်နိုင်တယ်ပညာချက်ကိုလည်းကျွန်တော်လုပ်နိုင် 我们可以既爱财富且顺从情意的要求，我们也可以又爱钱又顺从情意。 ကျွန်တော်တို့ရတယ်လောကီစိတ်စိတ်ပတ်စံကိုလည်းချစ်မယ်မြတ်နှုံးမယ်နော်ကျွန်တော်ရဲ့လူချင်းတမစိတ်ကိုလည်းကျွန်တော်အလိုလိုက်မယ်ရတယ် 但是呢，我们只能够二选一， ဒါမဲ့ဒီတစ်ခုတည်းကျွန်တော်တစ်ခုပဲရွေးရ 我们不能够两个都得到。 ကျွန်တော်နှစ်ခုစလုံးတုံ့ပြန်မရနိုင် 主耶稣教导一个重要的原则， ဒါကြောင့်မို့ဒီနေရာမှာခေတ္တယေရှုကအရေးကြီးတဲ့အချက်တစ်ခုကိုပြောတယ် 正如人只能有一个服侍的主人， ပြောချင်တာကပါလေလူတစ်ခုကပါလေသူ့ရဲ့အရှင်သခင်ပေါ်မှာပဲအစီခံလို့ရ 我们的心也是如此。 ကျွန်တော်ရဲ့စိတ်နှလုံးနဲ့သူ့နည်းတူပဲ 一个人不能侍奉两个主， ကျွန်တော်လူတစ်ယောက်ကပါလေဆိုရင်အရှင်နှစ်ဦးကိုအစီခံလို့မရ 我们的心一次只能够听从一个主的声音。 ကျွန်တော်ရဲ့စိတ်ကပါလေအရှင်တစ်ဦးရဲ့အတန်ပဲကျွန်တော်လက်ခံတယ် 无论何时， မိတိအချိန်ဖြစ်စေ 当仆人或内心有两个主人给他下命令的时候， ကျွန်တော်တို့ကအရှင်နှစ်ဦးသူ့ကိုအမိန့်ပေးတဲ့အချိန်မှာ 他只能选择顺从其一。 သူကအဲ့နှစ်ဦးတည်းကတူပဲသူကနာခံလို့ရ 主耶稣也通过一个反向来陈述这个问题， ခေတ္တယေရှုကလည်းဥပမာသူသုံးပြီးတော့ဒီကိစ္စကိုပေါ်ပြတယ် 因为他不是这个第一位主人， ပထမဆုံးပါလေဆိုရင်သူကအရှင်တူသူမုန်းမယ်လို့ 爱那个就是第二位主人， ဒုတိယပါလေဆိုရင်အရှင်တူကိုသူအမိပြုမယ်တဲ့ 或是重这个第一位主人。 သူကပါလေဆိုရင်ဤအရှင်ကိုအမိပြုမယ်ဆိုပထမဆုံးအရှင်ကိုပြောတာမဟုတ် 又是亲那个第二位主人， တူဒီမဟုတ်ဒုတိယတူကိုသူကမထီမဲ့မိပြုမယ် 所以他不能两者同时的侍奉或者是委身， ဒါကြောင့်မို့အရှင်နှစ်ဦးကိုသူဘလို့မှအစီခံလို့မရ 他甚至都无法两者都爱。
သူကနှစ်ဦးပေါ်မှာသူကနှစ်ဦးစလုံးတန်းတူညီမျှချစ်နိုင်မှာလည်းမဟုတ် 仆人只能要么顺从那个，要么顺从这个。 အစီခံကျွန်းစွာတူပဲအလိုဆန္ဒပြည့်စုံပေးနိုင်တယ် 所以必须要二选一。 ဒါကြောင့်မို့နှစ်ဦးတည်းတူရွေးရမယ် 所以后主耶稣给出了2个主人的名字。 ဒါကြောင့်မို့ဒီနေရာမှာခရစ်တော်ယေရှုကအရှင်သူရဲ့နာမည်ထုတ်လာ 你不能又侍奉神又侍奉马门。 သူကဘာပြောလဲဆိုရင်တင်ရပါလေဆိုရင်ဘုရားရှင်အစိမ်ကို၎င်းလောကီစည်းစိမ်အစိမ်ကို၎င်းမခံနိုင်ကြတဲ့ 马门是包括了金钱、财富、物质等等的。 လောကီစည်းစိမ်ဆိုတာငွေကြီးပေါ့ဘုရားလို့ 二主当中只能有一个来掌控你的生命，来影响你的生命。 ဒါကြောင့်မို့ဒီအရှင်သူကိုတူပဲတည်းရဲ့အသက်တာကိုလွမ်းမိုးခွင့်ရှိရဲ့ 这也是主耶稣对人们的警告， ဒီအရာလည်းခရစ်တော်ယေရှုသူသားကိုတည်ပေးတာလည်းဖြစ်တယ် 强调我们在生活当中必须要选择忠于哪一个。 ပြောချင်တာကျွန်တော်ရဲ့သိရှင်မှုထဲမှာတူအပေါ်မှာပဲကျွန်တော်တစ္ဆာခံလို့ရ 如果我们要同时为上帝和金钱服务，就会陷入两难。 အကြွေးသာကျွန်တော်ဘုရားကိုလည်းအစီကံမယ်လောကီစည်းစိမ်လည်းအစီကံမယ်ဆိုရင်ကျွန်တော်ကအခက်တွေ့သွားလိမ့်မယ် 最终要么恨金钱而爱上帝， နောက်ဆုံးပါလေဆိုရင်အခုဖြစ်နိုင်ခြေရှိတာတော့လောကီစည်းစိမ်ကိုမုန်းမယ်ဘုရားတခင်ကိုချစ်သွားမယ် 要么就是爱金钱而轻视上帝。 တို့ဒီမဟုတ်ကျွန်တော်ကလောကီစည်းစိမ်ကိုချစ်မြတ်လို့မယ်ဘုရားတခင်နဲ့ကျွန်တော်ကလည်းမုန်းမယ် 也就是说明一个人不能够同时侍奉2个主。 ပြောချင်တာကပါလေဆိုရင်သူကူဒီအရှင်နှုတ်ကိုအစီခံလို့မရဘူး 这句话的核心的意思是在告诉我们， ဒီစကားရဲ့အတော့ချက်ကကျွန်တော်ပါပြောပြတယ် 人不能同时追求属灵的追求侍奉上帝。 လူကပါလေဆိုရင်ကျွန်တော်ဝိညာဉ်ကြီးကိုကျွန်တော်အားဆိုင်ပြီးတော့ဘုရားကိုဆက်ကပ်မယ် 或者是物质的追求来侍奉马门， တို့ဒီမဟုတ်ကျွန်တော်ပါလေဆိုရင်ကျွန်တော်ဝတ္ထုပစ္စည်းပေါ်မှာတက်မဲ့ပြီးတော့လောကီစည်းစိမ်ကိုကျွန်တော်ပါလေဥပြုကိုးကွယ်လို့ဖြစ်သွား 这2个追求往往是相互冲突的。 ဒီအရာနှစ်ခုပါလေဆိုရင်ဘယ်တော့မှမစုံတော့မိဖြတ်လို့ကြတယ်ပဲ 人们必须选择一个做自己的主人。 အဲကြောင့်မို့ကျွန်တော်လူဖြစ်လာပြီဆိုရင်ကျွန်တော်အရှင်တူပဲကျွန်တော်ရွေးပါ 并且忠于他， ရွေးပြီးတာနဲ့သူ့ပေါ်မှာသစ္စာရှိပါ 否则我们的内心就会陷入无比的冲突和痛苦当中。 တို့ကိုကျွန်တော်နော်ဒီကဲတော့မလုပ်ဘူးဆိုရင်ကျွန်တော်ရဲ့စိတ်ကအတမ်းမှဟိုစားဖို့ခက်တွေ့ပါလိမ့်မယ် 这个经文呢，还有另外一个含义， ဒီကျမ်းပဲကအခြားတော့အတိတ်ပဲတစ်ခုရှိသေးတယ် 人在生活中要选择一个优先的事。 ကျွန်တော်တက်ရှင်မှုထဲမှာကျွန်တော်ကလည်းဦးစားပေးတဲ့ကိစ္စတစ်ခုကျွန်တော်ရွေးတင် 我们一定要摆对态度，不能够同时侍奉2个主。 ကျွန်တော်ရဲ့စိတ်တဘောထားကပါလေဆိုရင်အရှင်လူဘယ်တော့မှကျွန်တော်ခံလို့မရ 如果你选择侍奉金钱为主， အကေမိမိဒီလောကီစည်းစိမ်ကိုပဲရွေးချယ်ပြီးတော့ဥစ္စာပေါ်အစီခံမယ်ဆိုရင် 你就要知道你会对上帝慢慢的失去信心， မိမိတည်ရမှာကတပင်းပြီးနဲ့မိမိကဘုရားတခင်ချစ်တဲ့စိတ်ညွန့်နေပါလိမ့်မယ် 甚至会产生抵触的情绪。 ။ဟုတ်တယ်မကဘဲနဲ့ဘုရားတခင်ကိုညှင်းပယ်ချစ်တဲ့စိတ်ကပေါ်ပေါက်လာ 同样的，如果你选择侍奉上帝， ။ကိုနည်းတူပဲအကေမိမိကဘုရားတခင်ကိုစက္ကမလို့ရွေးချယ်ခဲ့မဆိုရင် 你就会对金钱失去执着， အဲ့ဆိုရင်လောကီစည်းစိမ်ဖက်ကိုလည်းမိမိတပင်းပြီးနဲ့အာယုံမဖန်ဆားနိုင်တော့ 甚至你也会产生厌恶的情绪。 ဟုတ်တယ်မကဘဲနဲ့အဲ့ဒီအရာကိုမုန်းပြီးတဲ့စိတ်လည်းမိမိရှိတာ 因此，这句话不断的在提醒我们， ။ဒါကြောင့်မို့ဒီစကားကကျွန်တော်အစင်မြတ်တတိပေး 我们在生活当中必须选择一个作为自己的生活目标。 ကျွန်တော်ရဲ့သိရှိမှုထဲမှာနော်မိမိရဲ့ဥတီချက်မိမိရဲ့ပန်းတိုင်းဆိုတော့သူရေးပြရင်လုပ်တယ် 不管你选择的是什么， မိမိပဲအရာရွေးချယ်ခဲ့ပြီးဖြစ်စေ 你跟我都不能同时侍奉2个主。 ကျွန်တော်ကျမတို့ဒီအရှင်နှုတ်ကိုဘယ်တော့မှအစီမခံနိုင် 这也是我们基督徒应该遵循的原则。 ဘူးဒီအရာလေးခရိယန်ယုံကြည်သူရောက်စီတန်လိုက်နာရမယ်အချက်ဖြစ်တယ် 要么忠于上帝，而不是金钱； ဘုရားသခင်ကိုကျွန်တော်တစ္ဆာခံပါလား 要么我们就忠于金钱，做钱的奴仆。 တို့ဒီမဟုတ်ကျွန်တော်ငွေကြီးလောကီစစ်စစ်မောတစ္ဆာခံမလား 我们要知道，生活中不可能鱼和熊掌都兼得。
ကျွန်တော်ရဲ့သိရှိမှုထက်မှာတစ်ခါလေကျွန်တော်ထင်တယ်နော်ဥစ္စာပေါ့တုံတွဲပြီးအရာတစ်ခုရကောင်းရမယ် 在中国有名的文学家孟子说， ကျွန်တော်တရုတ်နော်ပညာရှင်သူရှိတယ်သူကဘယ်လိုပြောတယ် 己所我异也，熊掌亦我所异也，二者不可得兼，舍夷而其熊掌也。意思是说，夷也是我想要的，熊掌也是我想要的，但是呢，两个呢我又不能够同时得到，所以我只好放弃夷来得到熊掌。 ကျွန်တော်သူပါပြောလေဆိုရင်ငါးနဲ့ဝဲဝလဲပေါ့နော်နှစ်ခုစလုံးရရှိတဲ့လူတွေပဲဒါပေမဲ့ဒီနှစ်ခုတည်းဟာတစ်ခုပဲယူလို့ရမှာတစ်ခုပဲရနိုင်မယ်ငါလည်းရရှိနေဟုတ်လားကိုအရာလည်းရရှိနေမဖြစ်နိုင်ဘူး 最简单的就是告诉我们说要做出其省。 ဒါကြောင့်မို့နော်ကျွန်တော်ပါပြောပြခြင်းတည်းလေဆိုရင်ကျွန်တော်ပါလေညယူချင်းတဲ့နော်ပိဿမှုဆိုတာရှိရ 所以，亲爱的弟兄姐妹， ဒါကြောင့်မို့ချစ်တော်ညီကိုမနမတို့ 无论是从圣经里面的教导， ကျွန်တော်ကျမ်းစာရဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် 或者是古圣先贤的教导中， တို့ဒီမို့ရှိလူကြီးတွေရဲ့တုံ့ပြန်ဆုံးမမှုပဲဖြစ်ဖြစ် 我们都看到人生必须要做出取舍，要做选择。 ကျွန်တော်ဗာတွေ့တယ်လေဆိုရင်သူ့ရဲ့ဘဝကအချုပ်အရာတွေရမယ်အချုပ်အရာတွေကပိဿ 不要侥幸的以为我们都可以去平衡的， ဟောစားတော့အားလုံးကတန်းညီတူပဲလို့မထင်ပါနဲ့ 我也都可以得到的。 ဒီအရာတွေအားလုံးကရနိုင်တယ်လို့မထင်ပါနဲ့ 不要含糊的以为我可以保持在中间。 ငါကြားနေသဘောနဲ့အဲ့လိုရှိတယ်လို့မထင်နဲ့ 我们的信仰没有中立， ကျွန်တော်ရဲ့ယုံကြည်ကိုးကွယ်မှုကဘာလဲဆိုကြားနေတယ်ဆိုတော့မရှိ 只有信或是不信。 ဘူးဒါယုံကြည်မလားမယုံကြည်ဘူးလားဒါလည်းရှိတယ် 所以我们要来认清现实。 ဒါကြောင့်မို့နော်ပြစ္ဆုတ်ပံကာလကိုကျွန်တော်ဘယ်လိုဖြစ်လဲဆိုရင်သိရှိနားလေရ 我们要来做出正确的选择。 ပြီးမှဒါဒီမှန်ကန်တဲ့ရွေးချယ်မှုဆိုတာရွေးနိုင်မယ် 你在选择的过程当中，你要知道， မိမိရဲ့ရွေးချယ်မှုကြားထဲမှာတစ်ခုတိတိ 一步错就步步错了。 တလန်းမားပြီဆိုရင်တရားအားလုံးကအမားတွေဖြစ်သွားတယ် 特别是在信仰方面， အခုတပည့်ကျွန်တော်ယုံကြည်ခြင်းပေါ်မှာ 一点都不可以含糊。 ကျွန်တော်ဗာလေလက်လွတ်ဆွဲလို့မရ 我们的神非常的不喜欢人对他的态度是不专一的。 ကျွန်တော်ဘုရားသခင်ကသူကသူ့အပေါ်မှာအာယုံမထားတာကိုသူကတကယ်ပဲမနစ်သက် 不冷不热、不明不切的。 ဖြစ်လို့အေးစနဲ့ 所以，亲爱的弟兄姐妹，今天你跟我必须要在信仰上，在侍奉里做出来选择。 ဒါကြောင့်မို့ချစ်တော်ညီကိုမောင်နှမတို့ဒီနေ့ကျွန်တော်ကျမတို့ယုံကြည်ကိုးကွယ်မှုပေါ်မှာဒီလိုမှန်ကန်တော့ရွေးချယ်မှုရှိပါ 我们要选择是奉神还是马门？ ကျွန်တော်ဘုရားခင်ကိုအစီခံပါလားတို့ဒီကိုလောကီစစ်စစ်ကိုအစီခံပါ 我们要跟随神还是跟随世界？ ဘုရားခင်တော့တို့လိုက်ပါလားတို့ဒီကိုဒီလောကီနောက်လိုက်ပါ 我们必须要二选一， ကျွန်တော်ဒီနှစ်ခုတည်းတစ်ခုရွေးမှ 不要以为可以保持中立。 ကျွန်တော်ကြားနေလို့မရဘူးနော် 那我们要如何选择呢？ အဲ့လိုဆိုရင်ကျွန်တော်ဘယ်လိုရွေးချယ်မှာလဲ 决定权在我们的手中。 ဆုံးဖြတ်ပန်ခွင့်မိမိလက်ထဲမှာရှိတယ် 我们看中上帝要我们做什么， ကျွန်တော်ဘုရားခင်ကကျွန်တော်ဘာလို့ခိုင်းတာလဲလို့အလေးထားတယ်ဆိုရင် 从而来做出正确的选择。 နောက်ပြီးမှမှန်ကန်တော့ရွေးချယ်မှုရွေးပါ 所以，求主帮助我们， ဒါကြောင့်ဘုရားရှင်ကျွန်တော်မဆာပေးပါ 从今天的教导里面 ခဏရဲ့တုံ့ပြန်မှုတွေမှာ 反思我们要做出怎样的一个选择。 ကျွန်တော်မိကဲလို့တော့ရွေးချယ်မှုကိုရွေးမှလဲဆိုတာကိုယ့်ကိုယ်ကိုစမ်းစစ်ပါ 这是我们今天学习的第一个功课。 ဒါခဏကျွန်တော်ပထမဆုံးလေ့လာသင်ယူတဲ့သင်ခန်းစာပါပဲ 你必须要二选一。 ကျွန်တော်ဒီနှစ်ခုတည်းတစ်ခုရွေးရ 那么，选择侍奉神的人生将如何呢？ လို့ဆိုရင်ဘုရားခင်ကိုစက္ကတဲ့စိတ်ခံတဲ့လူရဲ့ဘဝအတ္တဘလို့လဲ 我们一起进入到今天的第二个方面，选择侍奉神。 ကျွန်တော်လူပြအချက်နော်ဘုရားခင်ကိုစက္ကတာအစိတ်ခံကိုရွေးချယ်မယ် 圣经清楚的告诉我们，上帝是人的中心，人若是离开上帝这个坐标，人就会被忧愁、挂虑、恐惧、软弱、疾病、忧虑等等各式各样的问题来左右着我们，能够让我们被不平安捆绑着我们。 ကျမ်းစာဘယ်လိုပြောလဲနော်ကျွန်တော်ရဲ့လူတွေကဘုရားခင်ရဲ့ဥစ္စာပေါ့ဘုရားခင်ကအလေးထားတဲ့လူဖြစ်တယ်အကယ်၍လူကဘုရားခင်နဲ့ဝိကောင်းလို့ဆိုရင်ဒီ
ဒီလိုကဘာဖြစ်ကောင်းလဲဆိုဝမ်းနဲ့မဲ့ကြီးခွဲမဲ့ကြောက်ရွံ့နေမဲ့ဟုတ်လားတော့အနာရောဂါတွေဆွဲကနေမဲ့လေ 生活里面完全没有安全感。 သူရဲ့တက်ရှင်မှုထက်မှညီတက်ချင်းဆိုတာမရှိတော့ဘူး 相反的，当我们以神为中心的时候， အကယ်၍ကျင်းတို့ဘုရားခင်ကိုကျင်းတို့ရဲ့စိတ်ထဲမှာထားပြီးတော့လုပ်ပဲဆိုရင် 就会有心灵平静，找到人生的意义。 ဘယ်လိုဆိုရင်စိတ်နှလုံးနဲ့ငြိမ်းချမ်းမှုရှိမယ်ဘဝတက်ရှင်ရတဲ့အသိပဲလေတွေ့လာ 我们会获得力量，面对生活的挑战。 ကျင်းတို့ရဲ့ဘဝရဲ့စိတ်ပေါ်မှုလေကျင်းတို့မြင်အားရှိတာလေ 我们能够与神建立亲密的关系， ကျင်းတို့ဘုရားတခင်နဲ့ကောင်းကောင်းပေးတာဟာရဆက်ဆံရေးလည်းရှိလာမယ် 以及对未来充满了信心和希望， ဘယ်လိုဆိုရင်အနာဂတ်ဘက်မှာမျှော်လင့်ချက်တွေတောက်ပလာမယ် 并且能够得到永恒生命的应许。 တလုံးမတာလီကျင်းတို့သာဝတဲဆိုတဲ့ဂတိတော်လည်းခံစားနိုင် 这不就是我们所追求的人生吗？ ဒီအရာလေးလည်းကျင်းတို့ယနေ့လိုက်လံရှာဖွေနေတဲ့ဘဝမဟုတ်ဘူးလား 圣经劝导我们只能够敬拜一个神，神是首位。 ကျမ်းစာကျင်းတို့ကိုဘလို့သူနေနာလေဆိုရင်ဘုရားတခင်တူတဲ့ဥမာကျင်းတို့ဘုဖွယ်ရ 我们要过一个以神为中心的生活。 ကျင်းတို့တက်ရှိမှုထမှာလည်းဘုရားကိုကျင်းတို့ဥစ္စာပေါ်မြတ်သောနေရာမှာကျင်းထား 这里圣经并非否定金钱或是物质的，因为物质、金钱都是神所创造出来的。 ကျမ်းစာထဲမှာလည်းဝတ္ထုပစ္စည်းဝေကြီးတွေကိုလည်းအရင်မကြည့်လို့မပြောတော့ဘူး။ဘာကြောင့်လဲဒီအရာနဲ့ဘုရားခင်ဖန်ဆင်းတာပဲ 只是主耶稣说， ။ဒါပေမဲ့ခေတ္တယေရှုကတို့ပြောတယ် 人活着不是单靠食物， လူအသက်ရှင်တာကအစားအစာအတွက်နဲ့အသက်ရှင်နေတာမဟုတ်ပါဘူး 可 တဲ့ 见食物物质是需要的。 ။ဒါကြောင့်ဒီနေရာကိုကြည့်ချင်အားဖြင့်နော်ဒီအစားအစာဝတ္ထုပစ္စည်းဆိုတာဒီလိုလိုအပ်တယ် 但不是单靠食物、单靠物质， ။ဒါပေမဲ့အဲ့ဒါတစ်ခုတည်းပဲဒီလိုအမိပြုတ်တယ် 乃是靠上帝的话语。 ။ဘာကိုအမိပြုတ်လဲဆိုရင်ဘုရားတခင်ရဲ့နှုတ်ကပတ်တော်အမိပြုပါ 这个是世人要去追求、要去领悟明白 ။ 的。 ဒါဒီလိုလောကီတာအပေါင်းတို့နားလေတင့်တဲ့အရာဖြစ်တယ် 马太福音6章33节， မဿဲအခန်း6ပိုင်းရဲ့33来，我们一起来读。你们要先求，好，我们请老师读一遍缅文的。 မြန်မာလမ်းတစ်ခေါက်ဖတ်ပါမယ်မဿဲ6:33ဘုရားရှင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှိဥစွာရှာကြလောနောက်မှတွေ့ရခိုက်၍ပြီးတော်မူလတံ 整本圣经强调了人的本分，就是要尽心尽力爱神。 နောက်ကျမ်းစာထဲမှာထက်ခါထက်ခါအလေးပေးပြီးပေါ်ပြထားပါလေလူသူဖြစ်လာပြီးဆိုရင်ဘုရားတကိုအကျွေးမဲ့ချစ်ပါ 神是我们生命的中心，人必须要尽自己的责任。 ဘုရားရှင်ကကျွန်တော်ရဲ့သက်ရှင်မှုအချက်ချာဖြစ်တဲ့လူတွေကဒီတာဝန်ကိုကျွန်တော်ကကြည်မှုရင်လို့ 然后要爱人如己， တလုံးမသာဒီကိုနဲ့အမြတ်သူပါကိုချစ်လာတယ် 事事与我们的神连结。 တလုံးမသာရင်ဘုရားတခင်နဲ့အဆက်ပြန်မယ် 之后，我们的生活需要神会按着次序来供应我们，这是神的运行。 တလို့ဆိုရင်ကျွန်တော်ရဲ့အသက်ရှင်မှုထဲမှာလိုအပ်တဲ့အရာဘုရားတခင်ကကျွန်တော်လိုအပ်တဲ့အရာကိုပြီးကမ်းလိုက်တယ် 圣经也说了， ကျမ်းစာထဲမှာလည်းပြောတယ် 生命不胜于饮食吗？身体不胜于衣裳吗？ ကျွန်တော်ရဲ့အသက်ကစောင်းနေတဲ့တန်ဖိုးပုံမကြည့်ဘူးလား 生命的内涵是大过于外表的。 ကျွန်တော်ရဲ့အသက်ရဲ့အစွမ်းကအပင်ပုံသဏ္ဍာန်တဲ့အရေးကြီးတဲ့အသက်တာ 今天人往往忽略了内涵，而去追求外表。 ဒါပေမဲ့ယနေ့ခေတ်လူတွေကလည်းပဲအတွင်းစိတ်ကိုလိတိရှုပြီးတော့အပင်သဏ္ဍာန်ပဲတိုက်စီးမှုရတယ် 我们的生命本身是比外表的身体更重要的。 ကျွန်တော်ရဲ့မူလကျွန်တော်ရဲ့အသက်အတွင်းနဲ့ရှိနေတဲ့အသက်တာကအပင်ပုံသဏ္ဍာန်နဲ့ပို့ပြီးတော့အရေးကြီးတယ် 我们的身体有更高的价值，值得我们去追求。 ကျွန်တော်ရဲ့အသက်တာထဲမှာအထူးမြတ်ရှိတဲ့အရာတွေကျွန်တော်လက်လံစီးဖို့ရရှိတယ် 我们基督的信仰带给我们生命的内涵是丰富多彩的。 ဒီနေ့ကျွန်တော်ခေတ္တရဲ့ယုံကြည်ကိုယ်ွယ်ရတဲ့အပေါ်မှာကျွန်တော်ရဲ့အသက်တာကိုပို့ပြီးတော့ချမ်းသာကြွယ်ဝစေတယ် 信心改变了我们的价值观，让我们有正确的认识。 ယုံကြည်ရှိပြီဆိုရင်ကျွန်တော်ပါလေဒီအသိဉာဏ်တွေလည်းတိုးပွားလာတယ်မှန်ကန်တဲ့ဝိချေမှုဆိုလည်းလောက်တတ်မှာ 让我们的活得有目标、有意义。 တ
罗马达里进入也一心目看嘛嘞，当不西拉梅，一切西拉梅，有盼望，有良善，有爱人之心。有灵切人西拉梅，老师高大嘞，明年对没啦。我们不会不遇到困难，进入一路的心呢，他嘛，开始说进入没进入呢，没好。而是在困难当中，阿拉话嘞是开目的嘛，我们带着勇气、力量往人生的道路去奔走。开目就啦嘞，他嘛所以人生呢，你啊说进入嘛是。因为有神在我们的心中，无论是现在、过去、未来。我讲嘞是别的呀，进入也是那种他嘛是比，阿拉比开的前面比阿拉呢，阿拉的比。我们永进入啊，前面有灵切说是的。这也就是选择侍奉人的人生，永远活在盼望当中。一样嘛嘞是别的是看到以前比较没有他妈妈的心里的东西。他的生命是丰富多彩又有意义的。既然神所为人预备的是那么无比的，我们不是理所当然的要来选择侍奉他吗？如果我们选择神是我们的主，我们就要尊主为大。我们自然就会爱他、侍奉他。我们会寻求讨他喜悦的赏赐。我们不会像主耶稣一样轻看任何使我们的神无法讨神喜悦的东西的。包括世界上任何试图成为我们主人的事情。不管是人对我们的要求、嘲笑、羞辱和逼迫，我们都会拒绝的。在希伯来书12章2节告诉我们说，我们一起来读这一段经文，仰望我们的仰望为我们信心创始成终的耶稣，他因那摆在前面的喜乐，轻看羞辱，忍受了十字架的苦难，便坐在神宝座的右边。用基情过阿萨乌西约收灵系统到耶稣，希伯来书这边12章2节。圣灵呢，用基情过阿萨乌西约收灵系统到耶稣实套书家同安，都是因为秘密性来他的万妙情的讲写教到哎呀，我们那边来瓦嘎丹来看明白，别的人不灵来，来亚边来看你都无意。是的，如果神是我们的主人，我们最关心的就是不要试图透过积攒马门来获得成功。以顺服神相比，我们会轻看马门财富的亿万。我们会成为神所托付我们之财富慷慨和智慧的管家的。我们不会将自己的财富积攒在地上。我还是会将财富以我们的心转向天上。在马太福音6章21节，因为你的你的财宝在哪里，你的心也在那里。所以我所亲爱的弟兄姐妹，选择侍奉神是无比美好的事，是生命被
被提升的永生的关键。ကျွန်တော်ရဲ့အသက်တာကိုပြန်လဲပြုတ်ပြီးတော့သာရအသက်ရနိုင်တဲ့အချက်ဖြစ်တယ် 是何等重要的事，是现在必须要做的事。 ဘလောက်အရေးကြီးတယ်လက်ရှိပြစ္ဆုတ်မှာကျွန်တော်လက်ပြချက်ကြလောက်ရမယ့်ကိစ္စလည်းဖြစ်တယ် 是蒙福的事情， ကောင်းကြီးခံစားတော့အရာတစ်ခုဖြစ်တယ် 更是教会在现代的这个时代当中的使命。 ဒီအတင်းတော်ဤခေတ်ရဲ့စေစားချက်တဲ့တစ်ခုလည်းဖြစ်တယ် 透过选择侍奉神，希望福音领人归主。 ကျွန်တော်ဘုရားခင်ကိုရွေးကောက်ခြင်းအပြင်ရွေးချယ်ပြီးတော့လူတွေကိုဧဝံဂေလိတရားယုံကြည်ဖို့ရန်ကျွန်တော်လုပ်ရတယ် 我们成为一个荣神益人的基督徒， လို့ဆိုရင်ဘုရားရဲ့ဘုန်းတော်ထင်ရှားလို့ယုံကြည်သူတယောက်ဖြစ်သွားပါမယ် 使我们生命不断的被提升。 ကျွန်တော်ရဲ့အသက်တာလည်းအစမပြည့်ကျွန်တော်ကြီးပြီးသက်ခံစားမှုရခဲ့တယ် 我以我自己为例子， ကျွန်တော်အနေနဲ့ဥမာတစ်ခုပြောချင်တယ် 当我要选择侍奉神的时候， ကျွန်တော်ဘုရားခင်ကိုဆက်ကမယ်လို့ရွေးချယ်လိုက်တဲ့အခါ 在开始读神学到现在， ကျမ်းစာကြောင့်တက်တဲ့ယဉ်ကျေးခြင်းကြီးပေါ့ 特别是读完神学之后出来要选择在教会侍奉还是要选择侍奉马门的时候， သူဒီပြင်ကျမ်းစာကြောင့်လည်းဆင်းလာပြီးအတင်းတော်မှာဆက်ကမှာလားလောကဝေပြီးတော့ခြေဆန့်လာလို့ရွေးချယ် 那个时候有很好的机会可以选择侍奉马门。 အဲ့ဒီချိန်မှာနော်လောကကိုဟလာခြေဆန့်တဲ့ခွေးတွေအများကြီးရှိတယ် 但是我选择了侍奉神。 ဒါမဲ့ကျွန်တော်ဘုရားခင်ကိုဆက်ကတာပဲကျွန်တော်ရွေးလိုက် 刚开始的时候，在人看来，或者是我自己看来啊，什么都没有，什么都缺。 အစားတော့နော်လူအနေပဲကြည့်ကြည့်ကျွန်တော်အနေပဲကြည့်ကြည့်ကျွန်တော်ကတော့ဘာမှလည်းဟောအရာရာတော့လိုအပ်နေလို့ပဲ 但是当我真正的选择侍奉神以后， ဒါမဲ့ကျွန်တော်အမှန်တကယ်ဒီအမှုတော်ဆောင်ထဲမှာဝင်သွားတဲ့ချိန် 我的生活慢慢都有了质量的在提升。 ကျွန်တော်ရဲ့အသက်တာကတက်ရှင်မှုကတပီးပြီးနဲ့အည်သွေးတွေရတယ်မြင့်မားလာ 不管是我内在的生活、外在的需要， ကျွန်တော်နော်အသွေးစိတ်ပဲပြီးပြီးကျွန်တော်အပင်ပုံသဏ္ဍာန်ပဲလိုအပ်ချက်ပဲပြီးပြီး 或者是我家人的生活或生命， တို့ဒီမဟုတ်ကျွန်တော်ရဲ့မိသားစုဝင်ရဲ့တက်ရှင်မှု 神都从来没有亏待过。 ဘုရားတခင်နဲ့ဘယ်တော့မှမပစ်ထားခဲ့ဘူး 当我回头数算神的恩典的时候， ကျွန်တော်နော်ဘုရားတခင်ရဲ့ကောင်းချီးကိုပြန်လဲပြီးတော့ရည်တွက်မိတဲ့အခါတိုင်း 他的恩典超过我的所求所想， သူ့ရဲ့ဂျေဇုတရားကကျွန်တော်စိတ်ဉာဏ်မမီတော့ပါဘူး 甚至我常常觉得这么大的恩典我怎么配？ ဒါတော့တခါလေးလည်းကျွန်တော်ခံစားတယ်ကျွန်တော်နဲ့မတန်ပါဘူးဒီအရာ 神既然如此的爱我， ဘုရားတခင်ကကျွန်တော်ကိုတလောက်ပြီးချစ်တယ် 今天我能够侍奉神，真是蒙了极大的恩典。 ဒီနေ့ဘုရားတခင်ရဲ့အမှုတော်ပါဝင်ခွင့်ရတာတကယ်ကြီးမားတော့ကျေးဇူးတော်ပါပဲလို့ခံစားမိ 神拣选我， ဘုရားတခင်ကျွန်တော်ကိုရွေးကောက်တယ် 我又回应神， ကျွန်တော်ဘုရားတခင်ကိုပြန်တုံ့ပြန်တယ် 选择侍奉他， နောက်ဆုံးအမှုတော်ဆောင်တယ် 在我所需要的一切上， ကျွန်တော်ရဲ့လိုအပ်မှုတွေမှန်သမျှ 都超过我的所求所想。 အတိုင်းတက်လို့ဘုရားတခင်အမေလို့ 我相信这个东西不只是我可以经历， ဒါတော့ကြည်ပါလေအေးရာကျွန်တော်ပဲသိကြုံနိုင်တယ် 你也可以， ကျွန်တော်ရောက်စီတဲ့သိကြုံနိုင်တယ် 你还没有经历， မိမိမသိကြုံနိုင်သေးဘူးဆိုရင် 是因为你还没有真正的选择侍奉神。 မိမိမသိကြုံသေးဘူးဆိုရင်မိမိအမှန်တကယ်ဘုရားကိုစက္ကချင်းတဲ့စိတ်မရှိသေးလို့ 你还在保持中立， မိမိကကြားထဲမှာပဲအလယ်လူပဲရှိနေတယ် 有时候神，有时候是马门。 တခါတည်းကဘုရားကြီးစိတ်ထဲမှာတခါတည်းကလောကီစစ်စိတ် 所以在此，我想鼓励大家， ဒါကြောင့်မို့ဒီနေရာဒီကုမောင်မအောင်အားပေးခြင်းနဲ့ 在这动荡不安的时代里面， နောက်တော့သူတို့ရှုချက်ခံနေတဲ့ဖြစ်ကာလကြီးထဲမှာ 唯有神才是我们真实的依靠， ဘုရားကြီးတူပြီးတော့မှာတာရင်ကျွန်တော်ဒီကိုအားကိုးလို့ရတော့ဘုရား 是 ကြီး 我们生活的保障， ကျွန်တော်ရဲ့သက်ရှင်မှုရဲ့အမှန်ခံချက်ဖြစ်တယ် 是我们生命的盼望。 ကျွန်တော်ရဲ့အသက်တာရဲ့မျှော်လင့်ချက်ကြောင့်ဖြစ်တယ် 选择侍奉神，必定是你做过最正确的事情。 ဘုရားကြီးနောက်တော့သူလိုက်တာရွေးချယ်မှုဒီမှန်ကန်တော့ရွေးချယ်မှုဖြစ်တယ် 我们回想上个礼拜牧师讲到的当中， ဒီကနေ့ပါဆရာတော်တရားဟောတဲ့ကြားထဲမှာ 《生命记》5章7节， တရားဟောရကြား9ခုထဲမှာ 除我以外不可以有别的神， နာမအပအခြားသောဘုရားမရှိရ 不就是教导我们说要选择侍奉神吗？ အာဘာတုန်ဒီလေဘုရားကြီးစက္ကပါဝိကျွန်တော်သူဒီ 所以，如果你想经历到神的丰盛恩典， ဒါကြောင့်မို့မိမိအနေနဲ့ဘုရား
ရားသခင်ကောင်းကြီးခံစားခြင်းတဲ့ဆိုရင် 想要人生有盼望、有喜乐、有 မိ 平 မိ 安， သက်တာညင်တဲ့ချင်းဟုတ်လားပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းမျှော်လင့်ခြင်းရှိခြင်းတဲ့ဆိုရင် 不要再犹豫了，赶快来选择侍奉神啊！ သိဝေမနေပါနဲ့ဘုရားသခင်ကိုဆက်ကပ်ဖို့ရွေးချယ်လိုက် 不要再等一下了，主来的日子近了， စောင့်ဆိုင်မနေပါနဲ့ကိုတော်လာမဲ့နေ့ရက်နီးကပ်လာပြီ 更不要再不冷不热的侍奉神了， အေးဒီအေးစက်နဲ့ဘုရားသခင်ကိုဆက်ကပ်တဲ့စိတ်မရှိပါနဲ့လို့ 因为这是神所不喜悦的。 ဘာကြောင့်လဲဤအရာဒီဘုရားသခင်မနစ်သက်ဘူး 我们而是要来完完全全专一的来侍奉神， ကျွန်တော်ဘာလို့အောင်လဲဆိုရင်ဆက်မမနဲ့ဘုရားသခင်ကိုဆက်ကပ်ပါ 巴不得我们所有人都成为一个专心用心侍奉神之人。 ဘုရားစီနေတဲ့ဟုတ်လားစိတ်နှလုံးအကျွေးမဲ့အားဖြင့်ဘုရားသခင်ကိုဆက်ကပ်နိုင်တော့ဖြစ်စေခြင်း 我们走在蒙福的道路上， ကျွန်တော်ကောင်းကြီးခံစားတော့လမ်းကြီးမှာရှောက်လာနေတယ် 我们看一个影片是告诉我们说，我们选择走在神的道路当中。 ဒီပုံကဘာပြောပြလဲဆိုရင်ဘုရားသခင်ဆက်ကပ်မှုထဲမှာရွေးချယ်ပြီးတော့ရှောက်လာတဲ့လူရဲ့ပုံ 因为我们都是这样的选择， ကျွန်တော်ရောက်စီတဲ့ဒီကဲလိုပဲရွေးချယ်ကြတာလေ 选择侍奉人的人生， ဘုရားသခင်ကိုဟုတ်လားအမှုတော်ဆောင်မဲ့လို့ရွေးချယ်လိုက်တဲ့လူကြီး 好的无比。 အင်တာမှာကောင်းတဲ့အရာဖြစ်တယ် 这是我们学习的第二功课。 ဒါကျွန်တော်သင်ခန်းစာတစ်ခုဖြစ်တယ် 然后我们进入第三方面，我们要选择侍奉马门吗？ ကောင်းပြီတတဲ့အချိန်နဲ့ကျွန်တော်လောကီစီစဉ်ကိုကျွန်တော်အစီခံပါလား 选马门可视为财富、亿万等等，包含这一切了。 လောကီစီစဉ်ဆိုတာငွေကြီးရေးရှားလာတော့အရာအားလုံးပေါ့ 如果选择侍奉马门，让财富成为我们的主人， အကယ်၍လောကီစီစဉ်ကိုကျွန်တော်ဝိချေကအစီခံမဲ့နော်အဲ့ဒီအချိန်မှာစီစဉ်ကကျွန်တော်ရဲ့အချိန်ဖြစ်သွားတယ် 我们会对它产生强烈的欲望。 ကျွန်တော်ဗာလဲအဲ့ပေါ်မှာဗာလဲတက်မဲ့လူချင်းတဲ့စိတ်တွေအားလားအားလားတိုးွားလာ 我们会被金钱支配、控制着我们的生活。 နောက်ဆုံးကျွန်တော်ဗာလဲကျွန်တော်ရွှေငွေဥစ္စာကကျွန်တော်တို့ကြုံမြန်ဖြစ်သွားတယ် 我们会成为囤积财富，为追求这一切耗尽所有的精力。 ပတ်စံရှိဖို့ပတ်စံချမ်းသာဖို့ပတ်စံစုနိုင်ဖို့အားဘလို့ကြိုးစားမဲ့ဘလို့နောက်ဆုံးအိမ်တိုင်းအားတိုင်းနဲ့ကျွန်တော်သွားလုပ်တယ် 对马门财富的欲望是一个永远都会被满足的主人。 ကျွန်တော်ပြရမှာကလောကီစီစဉ်ဆိုတဲ့အရှင်ကဘယ်တော့မှတင့်တယ်ရောက်ရနိုင်လို့စိတ်မရှိပါ 这条原则在旧约有明确的表示。 ဒီအကြောင်းကတမဟောင်းထဲမှာလည်းပြောထားပြီးသား 我们一起来读传道书5章10节， တေသနာကျမ်းအခန်းကြီး9ပိငယ်30ထဲ 然 မှာ 后一起来诵读他爱。这是大金马所罗门所给我们的教导。对马门财富的欲望与神国的国度是对立的。我们请传到了我们。 ကျွန်တော်တော့ဖတ်မယ်တေသနာအခန်းကြီး9ပိငယ်30ငွေကိုတက်မဲ့သောသူသည်တဲ့ငွေနှင့်အလိုဆန္ဒမပြတ်မပြေနိုင်စီးစိမ်ကိုတက်မဲ့သောသူသည်စီးစိမ်တိုးပွားတော်လည်းမရောက်ရဲနိုင်ထိုအမှုအရာသည်လည်းအတ္တဖြစ်၏တဲ့ 我们要知道，对马门财富的欲望是与神和他的国是对立的。 ကျွန်တော်ဒီခါမှာကလောကီစီးစိမ်နဲ့ကောင်းကင်နိုင်ငံတော်နဲ့ဘယ်တော့မှအားလာရန်သူတွေလိုပဲ 今天在我们的日常生活中， ဒီနေ့ကျွန်တော်ရဲ့တက်ရှိလူကြမှုတွေမှာ 物质主义诱惑无处不在。 ကျွန်တော်အရာဝတ္ထုရဲ့ဆွဲဆောင်မှုကနေရာတကာမှာရှိနေ 许多基督在不知不觉中被物质主义所控制，而且没有认清到这一点。 ဘုရားတို့အများကြီးပဲနော်နောက်ဆုံးဒီတက်မဲ့လို့စိတ်အားလာတော့စီးစိမ်ဥစ္စာတွေကသူ့ကိုထိန်းချုပ်သွားတာဒီသိ 如果今天让马门物质欲望是我们的主人，我们就会厌弃神和他的所吩咐的命令。 အကယ်၍ဒါဒီနေ့လောကီစီးစိမ်ကကျွန်တော်ရဲ့အရှင်ဖြစ်မဲ့ဆိုရင်ဘုရားတခင်ရဲ့အလိုတော်ဘုရားတခင်ပြညတ်သားတဲ့အရာတွေကျွန်တော်တပည့်ပြီးနဲ့ပါလေဆိုရင်မုန်းလား 如果我们没有将神所托付给我们的财富用来祝福人，用来兴旺主的国度的话， အကယ်၍ဘုရားတခင်ပြီးတော်မူသောကျေးဇူးတော်အားဝေးကြီးကြီးတွေကလူမျိုးတကာတဲ့အကျိုးဖြစ်သွင်းတဲ့မလို့ဘူးဆိုရင် 而是大胆的开拓自己的国度与神对立。 မိမိရဲ့ဖြစ်ခြင်းနဲ့လူရင်းဆန္ဒပဲလုပ်ပြီးတော့ဘုရားတခင်နဲ့ယံပြုမယ်ဆိုရင် 我们就成为了马门的奴隶。 နောက်ဆုံးဤသူဒီလောကီစီးစိမ်ရဲ့အစီကြုံဖြစ်သွားတယ် 你要知道，当你将马门财富作为主人的时候，
မိမိတိရမှာကအကြွေလောကီစီးစိမ်ဒီမိမိရဲ့အစီခံမဲ့ခံတဲ့အချိန်ကြတယ် 它会导致许多生活的不和谐和不义。 နောက်ဆုံးမိမိရဲ့တက်ရှင်ထဲမှာဗာလဲနော်ကတိကအောင်နေလည်းဖြစ်လာတတ်တယ် 当我们将马门和贪，当我们将我们所拥有的财富和贪婪相比的时候， အကြွေဒါကျင်းတော့ဗာလဲဆိုရင်လောကီစီးစိမ်နဲ့အခြားဘုနဲ့သွားနိုင်တဲ့အချိန်မှာ 我们要比较的对象还要多， ကျင်းတော့ဟာလာနိုင်ရှိမှုတွေတို့တော့အများကြီးပါပဲ 我们还要提升自己，又要打压他们。 ကျင်းတော့ဗာလဲကိုကျူးစားပြီးတော့သူများကိုလည်းနိုင်မယ်ချိုးမယ်လို့ဖြစ်လာ 久了，我们就变成了一个物质主义的人。 နောက်ဆုံးဒီလူကဗာလဲဆိုရင်ပစ္စည်းဥစ္စာပဲမြင်လို့ဖြစ်သွားတယ် 我们不仅仅是对财富的追求， ကျင်းတော့ဗာလဲငွေကြီးလိုက်လာရှာဖွေနေမကပဲနဲ့ 更是一种生活的态度和价值观。 နောက်ဆုံးနော်ဒီလူရဲ့တက်ရှင်မှုကလည်းတစ်မျိုးဖြစ်ပေါ်လာ 他鼓励了人们将金钱定位物质视为生活的核心和目标。 ။ဒါကြောင့်လောကီစီးစိမ်ကလူတွေကိုဘလို့ခွန်အားပေးတယ်ဆိုရင်သူရဲ့စီးစိမ်ဥစ္စာလိုက်လာစီးမှုတဲ့ပန်းတိုင်တစ်ခုပဲသူမြင် 在现代的社会当中， ။ယနေ့ခေတ်ထဲမှာ 物质主义通过了广告媒体和社交网络，不断的在渗透着我们的思想、我们的生活。 ဒီစီးစိမ်ဥစ္စာတွေကပဲနော်ဒီအင်တာနက်နဲ့တစ်စိတ်ဟာလာတော့မျိုးပေါ်ပြတတ်တဲ့နောက်ဆုံးကျွန်တော်ရဲ့အိမ်တော်မိသားစုထဲမှာတော့စိတ်ဝင်လာတယ်လို့စိတ်ကအတွေးခေါ်တယ် 是我们在不知不觉当中将财富和成功等同了幸福和价值等同于是。 တလုံးနဲ့တပီးပြီးနဲ့မတိမတာနဲ့ကျွန်တော်အာယုန်ထဲမှာဘလို့ဖြစ်သွားလဲဆိုရင်စီးစိမ်ဥစ္စာတွေကငါရဲ့တက်ရှင်မှုတဲ့တန်ဖိုးဥစ္စာကိုအတူဖြစ်တယ်လို့အဲ့လိုမျိုးခံတတ်သွားတတ်တယ် 不少基督徒甚至在求问神指引生活的同时， ဒါလို့ကျွန်တော်ဘုရားခင်ကိုစတောင်းတဲ့အခါမှာကျွန်တော်ရဲ့တက်ရှင်မှုလမ်းပြလို့စတောင်းတဲ့အချိန်မှာ 也在暗暗的思考：我何时才会发财呢？ တခါလေကျွန်တော်စဉ်းစားတာဘယ်ချိန်မှငါကြီးပွားနိုင်မှာလဲ 我们陷入了物质主义的陷阱里面。 နောက်ဆုံးကျွန်တော်ပါလေဆိုရင်ဒီပစ္စည်းဥစ္စာရဲ့ကြော့ပွင့်ထဲမှာကျွန်တော်ဝင်သွားတယ် 物质主义会导致我们贪婪、自私和焦虑。 နောက်ဆုံးဒီစီးစိမ်ဥစ္စာတွေကကျွန်တော်လူတွေကိုပါပေးနေတယ်လေဆိုရင်လောဘစိတ်တွေစိုးရင်စိတ်တွေပူပန်စိတ်တွေပဲပြီးတယ် 是我们偏离了神的教导。 နောက်ဆုံးတပီးပြီးနဲ့တရားရဲ့တုံ့ပြန်ဆုံးမမှုနဲ့လမ်းလွဲသွားတယ် 有些人可能会为了追求物质和财富而忽略了家庭、友谊、信仰，甚至采取不道德的手段。 အချို့တော့လူဆိုရင်လည်းလောကီစီးစိမ်ကိုစီးပူလိုက်လာရှာဖွေခြင်းအားဖြင့်နောက်ဆုံးသူရဲ့မိသားစုနဲ့တော့၎င်းဟုတ်လားသူရဲ့လူမှုဆက်ဆံရေးကျင့်ဝတ်နဲ့တော့၎င်းဒီလိုဖြစ်သွား 甚至他为了得到财富，可以不择手段。 ကိုယ်တည်းမကပဲနဲ့သူကပတ်စံရဖို့ရတဲ့လက်ရဆိုင်ရပါမလို့လုပ်ရတဲ့လူပဲဖြစ်သွားနိုင်တယ် 并且会不自觉的自我安慰。 အဲ့လိုလူအခါကျရင်လည်းကိုယ့်ကိုယ်လည်းသူကနေ့အကြောင်းပြချက်တွေရှိတယ် 神不也会借着财富祝福他的儿女吗？ ဘုရားတကယ်လည်းစီးစိမ်ဥစ္စာအပြီးသူရဲ့သားသမီးကောင်းကြီးပေးနေတာမဟုတ်ဘူးလား 为什么不能是我呢？ ဘာကြောင့်မဖြစ်ရတာလဲ 正如使徒保罗对提摩太所说的话， ဘောလူကတိမောဒီကဒီလိုပြောတယ် 提摩太前书6章10节， တိအခန်းကြီး6ပိုင်းငယ်30我们一起来读提摩太前书6章10节，来，刚才是。提摩太前书6章10节。 တိအပိုင်းငယ်အခန်းကြီး6ပိုင်းငယ်30ကျွန်တော်ဖတ်ပါမယ်အကြောင်းမူကားငွေကိုတက်မဲ့ခြင်းဒီမကောင်းသောအမှုအပေါင်းတို့တွေမူလအမိဖြစ်သည်လူအချို့တို့သည်ငွေကိုတက်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ပူပန်ခြင်းဝေဒနာများနှင့်ကိုယ့်ကိုယ်ကိုထုတ်ချင်းခတ်အောင်ထုတ်ချင်းခတ်အောင်ထိုးကြပြီတဲ့ 英国有一个著名的布道家斯布真曾说 အင်္ဂလန်မှာအင်တာမှာနာမည်ကြီးတဲ့ဆရာတစ်ပါးရှိရဲ့ 金钱是好仆人，却是坏主人。 သူကပါလေဒီငွေဒီကောင်းတော့အစီကံဖြစ်တယ်ဒါပေမဲ့သူကကောင်းတော့အရှိမဟုတ်ဘူးတဲ့ 这句话呢，简洁且充满了智慧，点明了金钱在生活中应该有的位置。 ဒါမို့ဒီစကားကိုကြည့်ချင်းအားဖြင့်နော်ငွေဒီစီးစိမ်ဥစ္စာဒီကျွန်တော်ရဲ့သက်ရှင်မှုထဲမှာပဲနေရာမှာထားမှာ 他认为财富本身并无上课之分，其价值起结于使用它的人。 တ
သူကပါလေဆိုရင်ငွေကြီးဟောတာစိုးတာမဖဲဘူးဘယ်နေရာမှာဖဲတယ်အတုံးပြုတ်တဲ့လူကအရေးကြီးတယ်如果一个人能够将金钱当作工具用来维持生活，အကြိတူတူဒီငွေကြီးအပြင်မိမိရဲ့တက်ရှိမှုရဲ့တစားအပြင်လုပ်ခဲ့မယ်ဆိုရင်用来行善帮助人、支持有益的事业，用来侍奉神。အလူငွေပေးမယ်ပေးကမ်းမယ်ကူညီမယ်ဘုရားသခင်ကိုလည်းဆက်ကမယ်ဆိုရင်那么他就是有益的仆人。ဒါလို့ဆိုရင်ပါလေဆိုရင်ဒီလူဒီဖြောင့်မသောအစီကံဖြစ်တယ်然而，当人们被金钱支配，အကြိလူသူဟာငွေရဲ့အစိမ်အောင်ကျုံဖြစ်သွားခဲ့ပြီဆိုရင်陷入了贪婪和拜金的泥潭时，နောက်ဆုံးဒီလူကပါလေဆိုရင်တက်မဲ့လို့ချင်းတဲ့နုံထဲမှာကြာသွားပြီ他就变成了金钱就变成了残酷的主人。နောက်ဆုံးနော်ငွေဒီရက်စက်ကြမ်းကြုတ်တော့အရှင်ကဲလို့ဖြစ်သွားတတ်来奴役人的灵魂。နောက်ဆုံးနော်လူတွေရဲ့ဝိညာဉ်တော်လည်းစီခိုင်းတော့သူဖြစ်သွားတယ်在四不争这个的年代，ဒီဆရာတော်ရဲ့ခက်တဲ့မှာပေါ့迎来了巨大的变革。သူကပါလေဆိုရင်ကြီးမားတော့ပြောလဲမှုတစ်ခုသူရည်ဆိုင်ခဲ့财富的积累成为了许多人追逐的目标。အဲ့ဒီချိန်တော့လူပြရပါလေဆိုရင်ငွေကြီးပဲရှာဖွေတယ်အားဆိုင်တယ်然而他敏锐地察觉到，ဘာလို့ဒီကိစ္စကိုသူမင်းနေ物质的丰裕往往伴随着精神的贫穷。နောက်ဆုံးပစ္စည်းဥစ္စာတော့တုံးသွားလာပြီဒါပေမဲ့လူရဲ့အတွင်းစိတ်ကဟာလာတပီးပြီးနဲ့ဆုပ်ယုပ်သွားတယ်所以他提醒每一个基督徒，ဒါကြောင့်ဘုံယုံကြည်တဲ့ရောက်သူရောက်စီတဲ့လူတတိပေးတယ်真正的富足不在于银行账户的数字，စစ်မှန်သောချမ်းသာကြွယ်ဝခြင်းဒီပန်ထဲမှာအတော့ထဲမှာမိမြတော့ရှိကလန်းကိုမဆိုလို့而在于内心的满足和对更高价值的追求。မိမိရဲ့စိတ်နှလုံးရဲ့တင့်တယ်ရောက်မှမှုနဲ့မြင့်ဆုံးသောအရာကိုလိုက်လံစီးပွေးရှာဖွေတဲ့အရာတွေဖြစ်တယ်这个观点呢，在今天依然是适用的。ဘာလို့ဒီအရာကယနေ့ခေတ်တဲ့အတုံးတက်无论如何，财富的诱惑始终是存在的。မိသည့်အချိန်ကြီးဖြစ်နေပါစေဒီစီစဉ်ဥစ္စာရဲ့ကြောင်းသွေးဆောင်မှုကရှိနေမှာပဲ要如何驾驭它，考验着每个人的智慧。သူ့ကိုဘလို့ကံကြွယ်မှာလဲဆိုရောက်စီတဲ့ရဲ့ဉာဏ်စိတ်ပေါ်နေ四不争另一句名言是：ဒီဆရာတော်ရဲ့နောက်စကားတစ်ခုရှိသေးတယ်不要把你的心放在钱袋里。မိမိရဲ့စိတ်ကိုငွေအိတ်ထဲမှာပဲမနစ်ထားမယ်因为钱袋可能会破，而你的心会随之破碎。ဘာကြောင့်လဲဆိုရင်ဒီပတ်စံအိတ်ကတနည်းနည်းကြရင်အောင်မှဆုတ်ပြတ်သွားတယ်အဲ့ဒီချိန်ကျရင်မိမိရဲ့စိတ်လည်းအဲ့လိုကြည်ဝသွားမယ်四不争用形象的比喻告诫人们。ဒါကြောင့်မို့နော်ဒီဆရာတော်ကတလူဥပမာအသုံးပြုခြင်းအပြင်ကျွန်တော်လည်းတတိပေးနေ不要将幸福和安全感寄托于财富。ကျွန်တော်ရဲ့တာယာချမ်းမြေ့တဲ့အရာကိုငွေရည်ချင်းပေါ်မှာပဲဒီလိုမမီခိုပါနဲ့他认为啦，金钱是短暂的，经济的起伏、意外的损失都可能让财富化为乌有。သူကဘာပြောချင်တယ်လဲဆိုရင်ရွှေငွေဥစ္စာတွေကဘာလဲဆိုအခက်အခဲတစ်ခုပါပဲတဲ့ကျွန်တော်အဲ့ပေါ်မှာကျွန်တော်အမိမပြုပါနဲ့他也引用了圣经告诉我们，马太福音6章19至21节。မတ်တဲ့အခန်းကြီး6ထဲမှာလည်းသူပြောလာတယ်让我们不要为自己积攒财富在地上，要积攒在天上。ကျွန်တော်ရဲ့ပန္နာဝိုးလည်းမိဘမှာမသိတာနဲ့ကောင်းကင်ဘုံမှာသိမှာ四不争他相信真正的财富是那永恒的事。ဘာလို့ဒီဆရာတော်ကသူကဘာပြောချင်တယ်လဲဆိုရင်ဒီပန္နာကဘာလဲသာရတိမေတော့အရာ是我们的信仰、爱心、行善。ကျွန်တော်ရဲ့ယုံကြည်ခြင်းကျွန်တော်ရဲ့မေတ္တာစိတ်ကျွန်တော်ကောင်းတဲ့အရာကိုလုပ်တဲ့အရာတွေ这些天上的财宝不可能因为时间或者环境而贬值。ဒီအရာတွေကလည်းအချိန်ကာလအပြင်နော်ပတ်ဝန်းကျင်အပြင်တန်ဖိုးကျဆင်းသွားတယ်ဆိုမရှိဘူး他鼓励我们把精力投到更多有意义的事情上。သူကျွန်တော်လည်းကိုအားပေးတယ်နော်ကျွန်တော်ရဲ့အချိန်အပြင်နော်တန်ဖိုးရှိတဲ့ပုံမှာပဲအကုန်ခံပါ而不是一味的追求物质的堆积。ပစ္စည်းဥစ္စာပဲဟုတ်လားစုမဲ့တုံးမဲ့ပဲအဲ့ဘက်ပိုင်းမျိုးကိုကျူးစားပါမယ်他曾经在一个讲道中提到一个故事。သူတရားဟောတဲ့မှာလည်းသူကသူမျိုးဥပမာတစ်ခုတုံးတယ်ပုံပြီးတစ်ခုပေါ့有一个人拼命的攒钱。လူတူဒီနော်သူကအကျိုးမှန်တယ်ပြီးတော့ပတ်စံတွေကိုစုတယ်这
就在他临终前要死的时候， ဒါမဲ့သူဒီကံဒီဆက်ဆဲမှာပဲ 他悟性到钱买不到健康、时间和救赎。 နောက်ဆုံးသူပါတံဝေကရတယ်ဆိုရင်ပတ်စံအပြင်ကျမ်းမာရေးကဲတင်ချင်းမဝနိုင်ဘူးဆိုတာသူကတံဝေကရ 这个故事虽然很简单， ဒီပုံပြင်ကလွယ်ပြီမဲ့ 却深刻的揭示着财富的有限。 ဒါပေမဲ့တော့ပေါ်ပြတယ်လေဆိုရင်ပတ်စံဆိုတာအကန့်အသတ်ရှိ 师父真希望人们明白， ကျွန်တော်တို့ဥစ္စာကနားလေသိချင်တာတခုရှိ 金钱可以买到房子，却买不到家。 ငွေကြီးအပြင်ကျွန်တော်အဆောက်အဦကိုဝယ်နိုင်တယ်ဒါမဲ့အိမ်တစ်လုံးကိုမဝယ်နိုင် 可以买到药物，却买不到生命。 စီဝါကိုဝယ်လို့ရပါမယ်ကျွန်တော်ကလည်းအသက်ကိုဝယ်လို့မရ 所以真正的满足感来源于内心的安宁，而非外在的拥有。 ဒါကြောင့်မို့စစ်မှန်တော့တင်းတိမ်ရောက်ရေးကြီးဆိုတာကျွန်တော်စိတ်နှလုံးထဲကတင်းတိမ်ကြီးအပီပုံသဏ္ဍာန်အရာကိုဆိုတာမဟုတ် 如果其实不真生活在今天， အကြိအိဆရာတော်ယနေ့တက်ရှိနေခဲ့မစရီ 他可能会对现代的高速发展和消费提出类似的看法。 သူလည်းပဲယနေ့ခေတ်တိုးတက်နေတာကိုကြည့်ပြီးတော့အဲ့ပုံစံပဲသူပြောမှာ 如今科技的进步带来了更多财富的机会， ယနေ့ခေတ်တည်းမှာသိပ္ပံနည်းပညာတိုးတက်ခြင်းအပြင်လူတွေအလွယ်တကူနဲ့ကြွယ်ဝချမ်းသာနိုင်တယ် 同时也放大了人对金钱的渴望。 ခုနည်းတူပဲလူတွေကလည်းပဲလူကြီးကိုဘလောက်ဒီဟာလာတောင်းတကြလဲလမီနေ 广告、网络、社交媒体无时无刻不在刺激人们的欲望。 ကျွန်တော်ဒီတတိမီယာပဲပြပြကြောညာပဲကြည်ရပြပြလူတွေအားလာတော့တက်မဲ့တဲ့အရာတွေပဲတွေးဆောင်နေတယ် 让我们觉得幸福与物质是挂钩的。 အာနောက်ဆုံးလူတွေဘယ်လိုခံစားလဲဆိုရင်တာယာပျော်ရွှင်မှုကပါလဲဆိုရင်ဥတုပစ္စည်းနဲ့တွဲနေပါလားလို့ခံစားတော့တတ်တယ် 但是师父真教导提醒我们， ဒါပေမဲ့ဆရာတော်ကကျွန်တော်ပါတိပြီးတယ် 金钱只是生活的一部分，而非全部。 ငွေကြီးဆိုတာကျွန်တော်ရဲ့တက်ရှင်လှုပ်ရှားမှုထဲမှာလည်းအပိုင်းတစ်ခုတော့မှန်တယ် 在处理财富时，他提倡的态度乃是这样： ဒါပေမဲ့တော့ဒီငွေကြီးကင်တဲ့ပြီးရှင်းတဲ့နေရာမှာသူတို့အကြံပေးတယ် 既不鄙视金钱，也不迷恋它。 ကျွန်တော်ငွေကိုလည်းဥပိ္ပခာမပြဘူးဒါပေမဲ့သူ့ကိုလည်းကျွန်တော်ပါလဲဆိုရင်ဟောလာပေါ့တစ်ဖက်ဆွေးရောက်တဲ့စိတ်နဲ့မရှိဘူး 更不能让财富成为我们的主来侍奉它。 အရေးကြီးဆုံးကငွေအားဖြင့်မိမိရဲ့ငွေရဲ့ကျုံကိုဟောစာပေါ့ငွေအားဖြင့်မိမိအစီခံတဲ့သူမဖြစ်စေပါနဲ့ 他鼓励我们通过诚实劳动来获得财富。 သူကျွန်တော်ပါခွန်အားပေးတယ်ဆိုယူသားကျူးစားပြီးတော့ငွေကြီးကိုရှာပါ 同时要保持着一颗慷慨和感恩的心， ထိုတိတူပဲကျွန်တော်ပါလဲဆိုဘေးကန်သောစိတ်ကိုလည်းမွေးပါ 这是在今天尤为可贵的。 ဒါယနေ့ခေတ်အမှန်မှတန်ဖိုးရှိတဲ့အရာတစ်ခုလည်းဖြစ်တယ် 当我们面对生活的压力和诱惑时， ကျွန်တော်ရဲ့တက်ရှိကျွန်တော်အခက်ခဲเนาะကျွန်တော်ကြုံလာတဲ့အခါတိုင်းမှာ 我们来回想师父真的智慧， ကျွန်တော်ဒီဆရာတော်ရဲ့စကားကိုကျွန်တော်အောက်မေ့ပါသိရပါ 如同一盏明灯指引我们找到正确的方向。 မိခွက်တစ်ခုကလေးပဲအလေးပေးပြီးတော့မှန်ကန်တော့ဥတီချက်တစ်ခုပြသပေးပါလိမ့်မယ် 今天如果你还是选择法门， အကြွေယနေ့မိမိလည်းပဲလောကီစီစဉ်ကိုရွေးချယ်နေရတဲ့ဆိုရင် 会带来精神上的空虚、道德的坠落、心灵的痛苦。 နောက်ဆုံးเนาะမိမိရဲ့စိတ်စန္ဒเนาะအချင်းကြီးဖြစ်တယ်မကပဲနဲ့နောက်ဆုံးမိမိအကျင့်စရိုက်တွေပြပြပြီးတော့ဟုတ်လားဝမ်းနဲ့ချီကွဲမှုတွေမိမိရင်ဆိုင်ရပါလိမ့်မယ် 以及跟人之间的关系不和带来的争斗。 နောက်ဆုံးလူချင်းကြားထဲမှာလည်းမတည့်ပဲနဲ့သူတို့လည်းရန်လုံတဲ့ဖြစ်သွားတတ်တယ် 因此选择马门，并非真正的幸福和满足。 ဒါကြောင့်မို့เนาะလောကီစီစဉ်ကိုရွေးချယ်တော်သူဒီဟုတ်လားအမှန်စစ်မှန်သောတာယာချမ်းမြေပျော်ရွှင်သောအတက်ကမရနိုင်လို့ဆိုတော့သိပြီလေ 反而会带来给我们负面的影响， အခြားသောအရာတွေပဲသူပြီးစွမ်းနိုင် 影响个人的精神状态， ကျွန်တော်ရဲ့အလားနော်လူကိုလည်းသူကဩဇာပေါ်ဒုက္ခပေးတယ်လို့ 道德行为 နောက်ဆုံးမိမိရဲ့အကျင့်စရိုက်တဲ့ 以及人际关系， မိမိရဲ့လူမှုဆက်ဆံရေးလည်း 最终导致心理的痛苦和折磨。 နောက်ဆုံးပါလေဝမ်းနေကြည့်ခွဲတဲ့အရာတွေပဲမိမိခံစားရပါလိမ့် 我们不能够活出容神一人的人生， နောက်ဆုံးကျွန်တော်ပါလေဒီလူကိုအကျိုးပြုပြီးတော့ဘုရားတကယ်ဘုန်းတော်သင်ကြားတော်သူတွေပြောင်းလဲဖြစ်မသွားတော့ 反而是祸及自己与他人的人生。 နောက်ဆုံးเนาะသူဘာလို့ဒုက္ခပေးလို့သူတွေပြောင်းလဲဖြစ်သွားနိုင်တယ် 而
马可福音8章36节告诉我们说，来读人就是马可福音8章节。ရှင်မာကုအခန်းကြီး8အပိုင်းငယ်36ကျွန်တော်တော့ဖတ်ပါမယ်လူဒီဤစัจ java ကိုအကျွင်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးနေတဲ့အပေဂျေစုရှိသည်တဲ့ 所以你还要选择是否马明白我亲爱的弟兄姐妹。 မိမိလောကီစီးစိမ်ကိုပဲငွေကြီးပဲရွေးချယ်ပြီးတော့အစီခံအောင်မလား 这是我们要去反思的。 ကျွန်တော်ကိုယ်ကိုပြန်လဲပြီးတော့စမ်းစစ်ရမယ့်အရာလည်းဖြစ်တယ် 这是我们学习的第3个功课。 ကျွန်တော်တပြည့်သင်ခန်းစာတစ်ခုဖြစ် 所 ပါ 以， တ 很 ယ် 亲爱的弟兄姐妹， နောက်ဆုံးချစ်တော်ညီကိုမောင်နှမတို့ 不是说财富不好，不是说财富不好， ကျွန်တော်စီးစိမ်ဥစ္စာမကောင်းလို့မပြောလို့ 不是说不可以努力赚钱， ကျွန်တော်ကြိုးစားပြီးတော့ငွေမရှာလို့လည်းမပြောလို့ပါ 也不是说不可以追求物质， ဝတ္ထုပစ္စည်းတွေကိုလိုက်ဝမရှာနဲ့လည်းမပြောလို့ပါ 而是说在神与财富之间要有取舍。 ပြောချင်တာပါလေဒီများနေကြီးနဲ့စီးစိမ်ဥစ္စာကြားထဲမှာပဲဟာယူတည်နေပဲဟာဆုလို့တည်နေ 要先尊主为大， များနေကြီးကိုဥထိတ်ထားမယ် 要摆对顺序。 ကျွန်တော်ပါလေအစီထားနိုင်လို့ဆို 我们顺序对了，才不会有忧虑。 ကျွန်တော်ပါလေစီမံကိန်းမှမှတာလေကျွန်တော်ဥစ္စာကိုစိုးရင်စိတ်ဒီကျွန်တော်ပတ်ပြောက်သွားမယ် 我们更要知道，我们是基督徒，应该凡事以基督为主。 ကျွန်တော်ဒီယုံကြည်သူတယောက်ဖြစ်ပါလားအရာအလုံးဒီကိုတော်ကိုဥထိတ်ထားမဲ့သူတယောက်ဖြစ်တယ်ဆိုတာကျွန်တော်ပြည့်ပြည့်လို့တယ် 今天我们往往是把神放在后面，把钱财放在前面。 ဖြစ်တာကယနေ့အချိန်အများအပြည့်အကျွန်တော်ပါလေဘုရားတခင်ကိုပြန်နေမှာထားတယ်ရှင်ငွေကိုဥထိတ်ထားတယ် 导致我们的人生充满了许多的忧虑、担心。 နောက်ဆုံးတလို့ဖြစ်သွားတဲ့အခါကျတော့ကျွန်တော်ရဲ့ဘဝကဟုတ်လားနော်ဝမ်းနေကြည်ကွယ်မှုစိုးရင်ကြောင်းကြောင်းမှုတွေဖြစ်ပေါ်လာတယ် 今天我们许多事情得不到妥善的解决， ဒီနေ့ကိစ္စအရာအားလုံးကောင်းကောင်းမွန်မွန်ကျွန်တော်မဖြေရှင်းမကင်တွယ်နိုင်ခဲ့ဘူး 不就是因为我们选择依靠的是财富吗？ ဘာဖြစ်လို့တလို့ဖြစ်တယ်လဲဆိုစဉ်းစားတဲ့အခါမှာလောကီစီးစိမ်ကိုအစီခံနေမလား 若我们选择依靠，选择了马门，选择了财富，我们会让我们的神心碎。 အကြီးမိမိဒီကျွန်တော်လောကီစီးစိမ်ကိုအစီခံမယ်ဆိုရင်ဘုရားတခင်ဒီသူထို့နည်းသူပဲဝမ်းနေကြည်ကွယ်မှာပေါ့ 今天让我们一同来反思， ဒီနေ့ကျွန်တော်အတူတူကပြန်လဲစမ်းစစ်ကြပါစို့ 如何在一个物质主义盛行的世界中， ကျွန်တော်ဒီအားလာတော့လောကီစီးစိမ်အရာဝတ္ထုပစ္စည်းတွေပြည့်နေတဲ့ဒီခေတ်ကြီးထဲမှာ 我们来保持对神的忠义， ဘုရားတခင် 保持对神的忠诚。 တော့ဘုရားတခင်ပေါ်မှာကျွန်တော်တစ္ဆာခံမဆိုရင် 我们来到最终的问题是， နောက်ဆုံးကျွန်တော်ဟုတ်လားနော်ဥစ္စာပေါ့နောက်ဆုံးကတော့ 内心的印证和其所爱的相关。 နောက်ဆုံးကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်တက်တည်ထူတဲ့အရာနဲ့အပိတနံလေး 两个主或更多个主 ကျွန်တော်အရှင်နုတူဒီမဟုတ်အရှင်အများကြီး 可能会同时发出命令， အဲ့ဒီအချိန်မှာကြာရင်ကျွန်တော်တက်ပြဲနဲ့ကျွန်တော်အမိတ်ပေးလေ 但仆人只能选择其中一个来顺从。 ဒါပေမဲ့အဲ့ဒီအချိန်ကြာရင်အစီခံတော့သူကတူပဲနာခံလို့ရ 当选择的欲望爆发时， ဒါပေမဲ့တော့ရွေးချယ်မှုတွေမှာကျွန်တော်ဟုတ်လားနော်ရွေးချယ်ခြင်းတဲ့စိတ်ဖြစ်ပေါ်လာတဲ့အခါမှာ 我们的心会顺从他所爱的。 အဲ့ဒီအချိန်မှာစိတ်ရပါတယ်မိမိနိတဲ့အရာပဲရွေးမှာပဲ 当主耶稣告诉他的门徒， ဒါပေမဲ့ဖြစ်တော်ယေရှုကသူ့ရဲ့တပည့်တော်တွေမှာပြောတယ် 你不能又侍奉神又侍奉马门， ဒီတဲ့လောကီစီးစိမ်ကိုဘုရားကိုအစီခံတလို့လောကီစီးစိမ်နဲ့အစီခံတလို့မလုပ်နိုင်ဘူးလေ 他是在问他们这两个主，你们爱哪一个，亲哪一个，侍奉哪一个？ ကိုတော်ကသူတို့တပည့်တော်မေးတာဗာလေဆိုရင်ဒီအရှင်သူကမင်းတို့ဘယ်သူကိုချစ်မှာလဲဘသူကိုဥစ္စာပေါ့ဘသူကိုမုန်းမှာလဲ 他也既有约书亚的约书亚记24章15节的一个警钟，在警醒着我们。 ယောရှုအခန်းကြီးမှစာ24-25ထဲမှာလည်းကျွန်တော်သိပြီးနေပါတယ် 若是你们以为侍奉耶和华为不好，今日就可以选择所要侍奉的，是你们列祖在大河那边所侍奉的神呐、是你们所住在这里的亚摩利人的神呐、
至于我和我家，我们必定侍奉耶和华。 ကျွန်တော်မြန်မာလိုတကောက်ဖတ်ပါမယ်24အပိုင်းငယ်15เนาะကျွန်တော်တကောက်ဖတ်ပါမယ်ယောရှုမစာအခန်းကြီး24အပိုင်းငယ်15သို့မဟုတ်သာဝရဘုရားအားဝတ်မပြုတ်ကောင်းဟုတင်တို့ထင်လီမိကြီးတပန်း၌ဘိုးဘေးတို့ကိုဝတ်ပြုတ်တော်ဘုရားတင်တို့နေရအမေရိတာတို့၏ဘုရားများတွင်အပေမီတို့ဘုရားတို့အားဝတ်ပြုတ်မိအရာကိုယနေ့ရွေးကြလောငါနှင့်ငါအိမ်သားဖြစ်လိမ့် ထာဝရဘုရားကိုဒါဝတ်ပြုမိလို့ဆိုရတော့ဆိုလေတော့ 愿我们今天的选择也能够与耶稣亚一家一样。 ကျွန်တော်ယနေ့ရဲ့ရွေးချယ်မှုနဲ့ယောရှုရဲ့မိသားစုဝင်ကဲလို့ဖြစ်ပါစေ 今天主耶稣的教导我们如何选择，才能够使我们的人生得到最大的利益。 ဖြစ်တော်ယေရှုရဲ့ယနေ့ကျွန်တော်ကိုတွင်တင်ထားတယ်။ပါတုန်တယ်လေဆိုရင်ယနေ့မိကဲတို့ရွေးချယ်မှုဒီဘဝရဲ့အတိတ်ပဲရှိလာမယ်ဆိုပေါ်ပြထားတယ် 如果我们做马门的奴，显然不是我们最大的利益。 အကယ်၍ကျွန်တော်လောကီစီစဉ်အရာကိုအစီခံမယ်ဆိုရင် 唯有做神的仆人才是大力者和大力者。 ဒါပေမဲ့နော်ဘုရားသခင်အစီခံမှသာလေကျွန်တော်အင်အားတခုကြီးမားတော့ဖြစ်သွားမယ် 最后，使徒保罗也告诉了我们另外一个益处， နောက်ဆုံးရှင်ဘောလူလေအကျိုးတခုကျွန်တော်ထပ်ပြီးတော့ပြောနေတယ် 就是当我们不将马门财富当做主人的时候， ကျွန်တော်ဗာလဲဆိုရင်ကျွန်တော်စီစဉ်ဥစ္စာတွေမိမိရဲ့အရှိလို့တတ်မှတ်လိုက်တဲ့အချိန် 我们就会得到一个什么呢？腓立比书4章11至13节， ပြိပိ47-73နဲ့မှာပြောပါလာတယ် 我们一起来诵读。我并不是因什么，我并不是因签法说这话，我无论在什么情况都可以知足，这事我已经学会了。我知道怎样处卑贱，也知道怎样处丰富，或饱足，或饥饿，或有余，或缺乏，随时随在，我都得了秘诀。我靠着那加给我力量的，凡事都能做。 မြန်မာလိုကျွန်တော်တစ်ခေါက်ဖတ်ပါမယ်ထို့တို့ငါဆိုတော့ကိုယ်တိုင်စည်ရခြင်းကိုရည်မှတ်၍ဆိုသည်မဟုတ်အကြောင်းကငါသည်တွေ့ကြုံသမျှသောအချင်းအရာတို့၌ရောက်ရဲသောစိတ်ရှိအံ့သောငါတင်မိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းတိမ်မွေ့ခြင်းစီးစိမ်ရှိခြင်းစည်ရခြင်းတို့ကိုခံရအံ့သောငါအရရတို့တွင်အရာရာ၌တင်မိပြီ73ငါကိုခွန်အားနှင့်ပြည့်စုံစေမှုသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်နိုင်စွမ်းရှိသည် 是的，当我们不再活在物质生活的比较中时， ဒါကြောင့်မို့ကျွန်တော်နော်ပစ္စည်းဥစ္စာရဲ့နိုင်ရှင်မှုနဲ့မှာကျွန်တော်သက်ရှိနေတဲ့အခါဆိုရင် 我们就能享受我们所拥有的，而被想要更多之成为奴隶。 ကျွန်တော်ဗာလဲဆိုရင်ဟုတ်လားတမက်စိတ်ကအများကြီးလိုချင်တဲ့အခါအဲ့ဒီချင်းကကျွန်တော်ဗာလဲဂျုံဖြစ်သွားတယ် 所以，亲爱的弟兄姐妹， ဒါကြောင့်မို့ချစ်တော်ညီကိုမောင်မတို့ 求神透过今天他的话语帮助我们。 ဘုရားရှင်အားဖြင့်ယနေ့ဖတ်ကြားထားတဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရောက်စီတဲ့ကိုမဆာပေးပါ 因为我们在这个物质主义盛行的时代， ။ဘာကြောင့်လဲဆိုရင်ကျွန်တော်ကဒီအားလာရုပ်ဝတ္ထုပစ္စည်းတွေပြည့်နေတဲ့ဒီခေတ်ကြီးထဲမှာ 我们仍然能够警醒自省， ကျွန်တော်ကဗာလဲအမေတန်တတိဝရိယနဲ့နေရ 我们能够意识到自己身处资本的网络和世俗变化的影响。 ကျွန်တော်သိရမှာကဗာလဲဆိုရင်ကျွန်တော်ဒီအားလာတော့အရေးရှိခေတ်ဝါဒထဲမှာကျွန်တော်ဟုတ်လားတော့မကူးဆက်နိုင်အောင် 我们更需要坚定的依靠主，不被同化。 အဲ့ဒီချိန်ကျရင်ကျွန်တော်ဗာလဲဆိုရင်ကိုတော့ဟုတ်လားသစိတ်မမနဲ့ကိုစားပြီးတော့သူတို့တွေရောလောပြီးပါမတော့အောင်လုပ်ရမယ် 我们要找到坚持基督信仰的方法。 ကျွန်တော်ဗာလဲဆိုရင်ခေတ်တော်ယေရှုကိုပဲယုံကြည်မယ်ဆိုတဲ့နီလန်းတစ်ခုကိုခိုင်ခိုင်မာမာရှာသိဖို့ရန်လုပ်တယ် 我们要追求真正的平安和内心的满足。 စစ်မှန်သောညီတဲ့ချင်းငြိမ်းချမ်းခြင်းကိုကျင့်လို့ရှာပါ 我们立志从今天起， စိတ်နှလုံးဟလာတော့ဒီနေ့စားပြီးတော့တန်တိတ်တန်ချပါ 我们顺服神的带领， ဘုရားတခင်ရဲ့နာမည်ပို့ဆောင်မှုကိုနာခံမယ် 我们立定心志选择侍奉神， ကျွန်တော်စိတ်နှလုံးကိုတန်တိတ်တန်ချပြီးတော့သူ့နောက်ကိုလိုက်မယ်စက္က 不要让这个世界物质蒙蔽我们的眼睛。 ဒီယုတ်သူအားဖြင့်ငါရဲ့မျက်စိကိုဝေဝါဒအောင်မလုပ်မိစေနဲ့ 愿神的爱与平安常与我们同在。
在。ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအစဉ်မြဲအရောက်ရှိတဲ့နေ့သူရှိပါစေ 指引我们一同走在神的真道上。 ။ဘာကြောင့်လဲဆိုရင်ယနေ့ကျွန်တော်တို့အတူတူကစစ်မှန်တဲ့တရားတမန်တရားလမ်းပေါ်မှာရှောက်လန်းနေတယ် 愿神祝福他的话语。 ။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကောင်းချီးပေးကြလို့ 我们现在一同起立，我们有一首诗，我们立定心志跟随神。 ယေရှုပြုပြီးတော့မတရားပေးပါ 求上帝再次透过这首诗歌来坚定我们的心志。我们不要让世界得罪我们的心，我们不要让环境蒙蔽我们的眼，我们不要让谎言深深的发生，我们不要让困难让我们清醒。不要让环境蒙蔽我的眼，不要让谎言使我发沉，不要让困难挡住我前行。我要选择主的道路，放下为自己忧伤的真理。我要宣告主的大能，来呼喊哈利路亚。我立定心志，一生赞美你。我立定心志，单单敬拜你，眼生命将我永留在我心。我立定心志，走在主圣洁光中，不要让世界夺取我的心，不要让环境蒙蔽我的眼，不要让谎言使我发沉，不要让困难拦住我前行。我要选择主的道路，放下为自己忧伤的真理。我要宣告主的大能，来呼喊哈利路亚。我立定心志，一生赞美你。我立定心志，单单敬拜你，眼生命将我永留在我心。我立定心志，走在主圣洁。再次宣告，我要立定心志，我立定心志，赞美主，一生赞美。我要立定心志，单单敬拜主，单单敬拜你，眼生命将我永留在我心。我立定心志，走在主圣洁光中。在心上拿起你的祷告，立定心志，立定心志，一生赞美你。我立定心志，单单敬拜你，眼生命将我永留在我心。我立定心志，走在主圣洁光中。是的，亲爱的阿爸天父，愿你今天你的话语提醒我们所有的弟兄姐妹，
我们要立定心志，专心专意的跟随你，选择你。要透过我们的选择，我们的侍奉，影响这个时代，成为你福音的管道。求主来祝福所有听你的话语，并且愿意在生活里面去遵循你话语的弟兄姐妹，在往后的日子里面，力上加力，恩上加恩，被主你更多更大的使用祝福。主啊，那些还在沉迷在自己世界的弟兄姐妹，也求你来打开他们的心，打开他们属灵的眼睛、属灵的心肠，看到主要我们做的事情，听到主要对我们说的话，以至于他们的生命被主你反转。主啊，我们这个教会的弟兄姐妹，我们要生命都一直的成长，一直的被你更新。所以主啊，透过你每一个礼拜你的话语，都在浇灌着我们弟兄姐妹，让我们的耳朵不要发沉，让我们的心不要被谎言蒙蔽，让我们的世界不要被让我们的心不要被这个世界斗气。就是你祝福今天使用你的话语，成为我们再一次的提醒，让我们在往后的选择里面，面对神跟世界的时候，我们要知道怎样做选择；面对金钱跟侍奉的时候，我们也能够做出正确的选择。当我们选择侍奉你的时候，也求主你纪念顾念我们生活一切的需要，让每一个选择侍奉你的人，生活生命都不落空。我怎样经历你，我相信弟兄姐妹也会同样的经历到主的丰盛，主的大能。主啊，谢谢你，我们把所有弟兄姐妹，把我们自己的生命都全然交托给你，愿你继续掌权引导我们以上的时光，能够荣耀主你的名。求主祝福我们今天你的话语，祝福每一个学习你话语的，也祝福孩子能够在往后你的话语当中，切切实实的不断的去提升，去加深自己，成为更多人的祝福。谢谢主，听祷告，奉主耶稣名来祈求祷告，阿门。大家请坐。接下来我们把时间交给主席。